နေ့ကျရင်အလူတစ်ခုသွားလုံးမယ်ဟိုတဝုံရှူတင်တစ်ခုရိုက်ပေးမယ်โอเคအားလုံးပဲgood night ပါကျွန်တော်ရောခု glow ရုံနေဖြစ်ပါတယ်ရန်ကုန်ကအလုပ်တွေနည်းနည်းလေးကင်းပြီးတော့ဒီလိုနားတဲ့အချိန်မှာရန်ကုန်မှာညဘက်အရေးပြတ်တာများတယ်အရေးပြတ်တာများတော့ကျွန်တော်တို့ရေရှည်အလုပ်လုပ်ဖို့ဆိုရင်ကျွန်တော်တို့ကိုရကဘာပြမှန်စီလီတောက်သုံးရမှာနော်အဲ့စီလီအကြောင်းနဲ့ပြမယ် let's go နော်ငါးကြီးစီကိုကျွန်တော်တောက်တာနှစ်လောက်ရှိတယ်ကျွန်တော်တစ်ပတ်တယောက်ညုံပေးတယ်ပါနော် let's go လေးတောက်တယ်ရတော့နောက်တစ်မျိုးပြောကြချင်တာကတရလေးကနည်းနည်းလေးထေးစီလေးနဲ့ပြောင်းလာတော့စေးအိတ်တွေပါဆောင်းတာမဲ့ပုံစံဖြစ်လာခီးသွားရင်ကျွန်တော်အဲ့လိုစေးလေးနဲ့ဆောင်းရတာအဲဆိုကျွန်တော်အဆက်တွေပါစားလို့မရဘူးအရက်တီစားအရန်တောက်လို့မရတော့နောက်ပိုင်းအဲကြောင့်စေးလေးဆောင်းရတယ်နောက်ပိုင်းခီးသွားတာများလာတော့ကျမကြီးပို့ပြီးတော့ကျူးဆိုင်လာအေးပြတာတွေများတော့လေကြားတော့လေကိုလောကပါဖြစ်အောင်ကျူးဆိုင်ရတာဗောနော်ကိုအခုစောနာဦးကတိစနာနောက်တစ်ခုဒါတော့ကျွန်တော်ဘူးကိုလှည့်ပြီးထည့်လာပါနော်ဟောပေါ့ wellman ပေါ့ကျွန်တော် wellman နဲ့တောက်တယ်ကျွန်တော်ယောက်ျားလေးအတွက်ပေါ့နော်ဗီတာမင်တွေအများကြီးပါတယ်ပေါ့နော်အဲစီကိုတောက်တယ်နေ့ချက်ကအိတ်ချင်တော့ကျွန်တော်ဖိန်းရထွက်တဲ့ဒါအိတ်ဆေးရလို့မဟုတ်ဘူးဗျာသူကဟိုစိတ်ပူစီမှုများတာလို့အောင်ကြောပြင်မှန်းညောင်းလာတာလို့ပါလို့ဆိုရင်ကျွန်တော်ညဘက်ဒါအေးပြတ်တယ်နောက်နေ့တင်နာမရှိဘူးအလုံးမရှိဘူးဆိုရင်ကျွန်တော်ဒီဆေးပါတောက်ပြီးအိတ်တယ်အေးဆေးနာကဒီညလည်းတောက်လိုက်မှာရှုပ်နောက်မှကျွန်တော်များသောအားဖြင့်အတောက်စားအရက်ဒီစားကိုအကုန်ထိန်းလိုက်တယ်အဲဒါကျွန်တော်ဝိတ်ကြောက်ပါဟိုအိတ်ချိန်ကိုလည်းအလုပ်ပြီးရနေပြန်အိတ်တာများအဲ့လိုပေါ့နေတိုင်းမှုပုံစံပြောင်းသွားတာပေါ့နော်ဂျားလေးမှာကျွန်တော်အဲဒီဆိုင်နဲ့ဦးလန်းကျောင်းဆိုင်ကနည်းနည်းစီကံပြလိုက်ရရှိရောလေအဲ့တော့ကျွန်တော်ကိုနေတိုင်းမှုပုံစံချင်းလိုက်ရအရင်လိုအရန်ရတော့နေတိုင်းစားသောက်မှုပြောင်းလိုက်တော့ weight ကပြန်ကျအောင်ရင်တော့နည်းအခုကပုံမှန်ပါပဲတောက်စားရထိန်နေအစားဆိုရင်များသောအားဖြင့်ခြေလေးချောင်းနီးပါတော့ရှောင်လာများဝတ်သားကစားစရာမရှိရွေးစရာမရှိမှတစ်ခါတလေစားများသောအားဖြင့်ကြက်သားပစုံဘက်စားဖြစ်တာများအခုကလောရောက်နေတာကျွန်တော်တောင်ကြီးကလောကျွန်တော်မိတ်ဆွေမွေးနေ့ကိုသွားတယ်ပြီးတော့ကလောကကျွန်တော်အမအစီမှာဟိုတဝုံရှူတင်တစ်ခုရိုက်ပေးမယ်ပေါ့နော်ဟိုပါပေါ့တိုင်းသစ္စာတိုင်းစီရောထုတ်လို့ရအတွက်ကျွန်တော်တဝုံရိုက်ပေးမယ်ကျွန်တော်အမရဲ့စီကံအတွက်သူရဲ့ process တိုင်းစီထုတ်လို့မှုတွေပေါ့နော်တိုင်းစီကိုကျွန်တော်တဝုံရိုက်ပေးမယ်ပြီးရင်အလူတစ်ခုဖုန်းမနဲ့ကြရင်အလူတစ်ခုသွားလုံးမယ်ဟိုဆရာတော်ဘုရားကျောင်းကိုဆုံးကတ်မယ်ပြီးရင်ညနေ photo shooting ရိုက်မယ်ပြီးရင်ညဘက်ကျရင်ဘားလေးထိုင်မယ် easy နားမယ်နောက်နေ့မနက်အစောကြီးကျွန်တော်ရန်ကုန်ပြန်ဆင်းမယ်ရန်ကုန်ပြန်ဆင်းမယ်ဆိုရန်ကုန်ရောက်ရင်အလုပ်လုပ်ရမယ်အခုကတော့တောင်ကြီးမှာ2ရက်ဒီကလောမှာ2ရက် easy နားပြီးဆိုအလုပ်တွေပြန်လုပ်အောင်ရန်ကုန်ရောက်ပြီဆိုရင်တင်နန်းတင်ရမယ်ပြီးညကြရင်
class စတိုင်းနေဝင်ရမှာနောက်ပိုင်းတော့ကို easy ပဲနေပြတယ်ဟိုကိုကျမကို view site တယ်ကိုကတင်ပေးရတဲ့သင်တန်းတွေရှိတယ်ကိုကတော့တက်ရတဲ့သင်တန်းတွေလည်းရှိတယ် online class တွေလည်းရှိတယ်ပြီးတော့ music production အတွက်လည်းကျွန်တော် music တယောက်နဲ့တချင်အတွက်တီးနေရလေးလည်းရှိတယ်အဲ့ဒါလက်လုံးမှာအဲ့ဒါလေးအောင်ဆိုင်နေပါနော်ဘူးလို့ဆိုတော့ကျွန်တော်စီးတော့ပြီးတော့မယ် good night ပါ